တော့ကျင်းငိုက်မှာချင်းပြည်နယ်မဲဆန္ဒနယ်အမှတ်9ဆွေးနွေးဖို့ဖြစ်ပါတယ်လေးစားရပါတော့ပြည်ထောင်စုလွှတ်တော်နာယကကြီးနဲ့အားလုံးမင်္ဂလာပါရှင်ကျမတော့ချင်းပြည်နယ်မဲဆန္ဒနယ်အမှတ်9မှာအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါ်ကျင်ငတ်မှန်ဖြစ်ပါတယ်ရှင်နာယကကြီးစဉ်နိုင်ငံတော်သမ္မတထံမှပြည်ပူတီကပ္ပဘဏ်၏အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအဖွဲ့ ITA ထံမှအမေရိကန်ဒေါ်လာ150ချီးမြှင့်ကိစ္စအားထောက်ခံတောင်းဆိုတင်ပြဆွေးနွေးတော်မှာဖြစ်ပါရရှင်ချီငွေအားကျမ်းမာရေးနဲ့အက္ကစားဝန်ကြီးဌာနမှအကောင့်ထဲပေါ်ဆောင်ရွက်မှာဖြစ်ပြီးအကောင့်ထဲပေါ်မိကာလမှာ2020ဧပြီလမှ2021စက်တင်ဘာလတွင်ဖြစ်ကြောင်းသိရှိရပါတယ်အမေရိကန်ဒေါ်လာ150အားချီးယူခြင်းကြောင့်စီမံချက်ကိုအကောင့်ထဲပေါ်ဆောင်ရွက်ခြင်းဖြင့် COVID-19 ရောဂါကိုယ်ဆက်မှုနဲ့ယောဂကြောင့်တည်ဆုံမှုရှော့ချနိုင်မှာဖြစ်ကြောင်းနဲ့ယောဂဖြစ်ပွားမှုကာလကိုကျော်လွန်ပြီးသွားပါကယခုစီမံချက်တွင်အစစ်မြစ်တင်ထားသည့်လိုနာဆောင်များနဲ့အထူးကျမှတ်ကုသဆောင်များသည့်နိုင်ငံ၏ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကိုအထောက်အကူပြုမည်ဖြစ်ပါသဖြင့်ရေရှည်အကျိုးဖြစ်သွင်းမည့်စီမံချက်တရက်ဖြစ်ပါတော့ကြောင့်နိုင်ငံအတွက်ကောင်းမွန်သောအကျိုးကျေးဇူးများစွာရရှိမှာဖြစ်ပါရရှင်။နာယကကျေးရှင်မြန်မာနိုင်ငံတွင်တရုတ်နိုင်ငံဝူဟန်မြို့မှစတင်ဖြစ်ပွားခဲ့သည့် COVID-19 တက်ခွဲအတည်ပြုလိုနာစတင်တွေ့ရှိရသည့်ဒေသကတော့ချင်းပြည်နယ်တတိမြို့နယ်ကပ်တဲ့ကျွော်ဖြစ်ပြီးတတိမြို့နယ်ဒီဖလမ်ခိုင်အောက်ချုံမှုအော်တွင်ရှိ၍တတိပြည်သူစီယုံမှာကတင်တရားစီယုံတာဖြစ်သောကြောင့်အထူးကျမှတ်ကုသဆောင်အပါအဝင် medical equipment များပြည့်စုံမှုမရှိပါ COVID-19 တက်ခွဲအတည်ပြုလိုနာများကိုတိကျဆောင်ချက်ကြည့်ရှု၍စီဝါကုသမှုခံယူစေရပါသည်ကျန်းမာရေးဌာန၏လှုပ်ထုံးလုပ်နည်းများအရအထူးကျမှတ်ကုသဆောင် ICU ရုံးမရှိသည့်ဒေတာမှတခွဲအတည်ပြုလိုနာများအားနေဆက်ရာပြည်သူစီယုံကြီးတို့ပြောင်းစုကုသမှုခံယူစီပါတော့လေတိမြို့နယ်မှာအနည်းဆက်ဆုံးရှိသည့်ဖလန်းမြို့ပြည်သူစီယုံကြီးနဲ့ကလေးမြို့ပြည်သူစီယုံကြီးတို့ပြောင်းဆွေရှိဝါကုသခံယူစီမေကိုလက်မခံကန့်ကွက်ခဲ့ကြပြီးကန့်ကွက်မှုများမှာလူမှုကွန်ရက်စာမျက်နှာထိပြန့်နှံ့လာခဲ့ပါတယ်တိမြို့နယ်မှာ COVID-19 အတည်ပြုလူနာအားတိမြို့ကတင်တရားပြည်သူစီယုံနေတာထားစီပြီးကိုတတ်မှုခံယူစေရပါတယ်ဒါကြောင့်တိမြို့နယ်နဲ့တွန်းဇံမြို့နယ်တို့မှာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနဲ့ကျမတို့အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များမှာနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်သည့် COVID-19 ကာကွယ်ထိန်းချုပ်ကုသမှုအမျိုးသားစစ်ဗဟိုကော်မတီထံနဲ့ဒုသမ္မတဦးဆောင်သည့် COVID-19 ထိန်းချုပ်ရေးနဲ့အရေးပေါ်တုံ့ပြန်ရေးကော်မတီထံတို့တိမြို့ပြည်သူစီယုံအားကတင်200အဆင့်သွမြင့်ပေးရနဲ့အောက်ဆီဂျင်ပလန့်အပါဝင် medical equipment အပြည့်အစုံဖြင့်အထူးကျမှတ်ကုသဆောင် ICU room စီမံပေးပါရန်စာဖြင့်တင်ပြတောင်းဆိုခဲ့ပါတယ်။နိုင်ကကျေးရှင်ယခုကပ္ပဘဏ်၏ Fast Track COVID-19 Facility ကောင်းစဉ်အောက်မှာချီယူမိဒေါ်လာ150ဖြင့်အကောင့်ထဲပေါ်မိစီမံချက်ထဲမှာတိမြို့ပြည်သူစီယုံအတွက်အောက်ဆီဂျင်ပလန့်အပါဝင် medical equipment အပြည့်အစုံဖြင့်အထူးကျမှတ်ကုသဆောင် ICU room ပါဝင်ပါသောကြောင့်ပြည်သူများကိုစားအထူးကျေးဇူးတင်ရှိပါကြောင်းပြောကြားလိုပါတယ် medical equipment ပြည့်စုံမှုမရှိပါတော့လဲမေတ္တာစေတနာဂရုဏာများဖြင့်ကိုစွမ်းဉာဏ်စွမ်းပါဝင်ပြီးကြတော့တိမြို့ကတင်တရားပြည်သူစီယုံတွင်တာဝန်ကျဆရာဝန်ဆရာမများ volunteer များဖြင့်ရောက်ရှိလာသည့်ဆရာဝန်များမြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများလူမှုကွန်ရက်မှုအဖွဲ့အစည်းများမြို့မှုမြို့ဖများကြောင့်မြန်မာနိုင်ငံ၏ပထမဆုံးဓာတ်ခွဲအတည်ပြုလူနာမှာယောဂပိုးကင်းစင်ပြီးစီယုံမှဆင်ခွင့်ရရှိခဲ့ပြီးဖြစ်ပါရရှင် COVID-19 ဒီ virus ပိုးအတိကြောင့်ဖြစ်ပေါ်သောယောဂတစ်ဖြစ်၍ယခုအချိန်ထိယောဂ၏ကိုယ်ဆက်ပြတ်ပွားမှုပုံတရံပင်းထန်မှုအတိုင်းတာယောဂ၏ဖြစ်စဉ်တဘာဝ nature history of disease နဲ့ virus ပိုး၏အပြုအမူနဲ့တဘာဝ biological behavior ယာနှုံးပြီးမသိစေရသေးတဲ့အပြင်ထူးခြားသောယောဂလက္ခဏာသစ်များလည်းထပ်မံတွေ့ရှိနေရခြင်းကြောင့်ဇေပညာရှင်များသုတေသနပညာရှင်များနဲ့ပြည်သူ့ကျန်းမာရေးပညာရှင်များကဆက်လက်လေ့လာနေဆဲဖြစ်ကြောင်းကျန်းမာရေးနဲ့အက္ကစားဝန်ကြီးဌာန၌ထောက်ပြန်မှုတွေတွေ့ရှိရပါတယ်ရှင်။နာယကကျေးရှင်ဒါကြောင့်တနိုင်ငံလုံးစီပြည်သူစီယုံများအားအဆင့်တူပြီး medical equipment များပြည့်စုံရန်အတွက်စီမံဆောင်ရွက်ဖို့ရလိုအပ်ပါတယ်ရှင်။တတိမြို့နယ်ဒီချင်းပြည်နယ်တွင်ဒုတိယလူဦးရေအများဆုံးမြို့နယ်ဖြစ်ပြီးတတိမြို့ပြည်သူစီယုံအားကတိနေရအဆင့်သူမြင့်ပေးပါကတွန်းဆံမြို့နယ်နဲ့ကြခါမြို့ရှိပြည်သူများမှလည်းမိခိုအားထားရမှာဖြစ်ပါ၍တတိမြို့ပြည်သူစီယုံအားကတိနေရအဆင့်သူမြင့်ပေးရနဲ့ချင်းပြည်နယ်ကိုမြို့နယ်တွင်25ကတင်ဖြစ်ကျန်စစ်နေတီးတွန်းဆံပြည်သူစီယုံကိုလည်းကတိ90သူမြင့်ပေးပါရန်
တပေါင်းတီတောင်းစုတင်ပြဆွေးနွေးလိုပါတယ်ရှင်နာယကကျေးရှင်နေကုန်းချုံနေဖြင့်နိုင်ငံတော်သမ္မတထံမှပြည်ပူသည့်ကပ္ပဘဏ်၏အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအဖွဲ့ IDA ထံမှအမေရိကန်ဒေါ်လာ150ချီမီကိစ္စထောက်ခံပါကြောင်းဆွေးနွေးနေကုန်းချုပ်အပ်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်